မှာဘလို့စပြီးအဲ့နေရပေါ့မားတို့ကဧည့်သည်ကောင်လေး3ယောက်ပေါ့နော် ဟုတ်ကဲ့3ယောက်ကိုမားတို့တမိုင်းချောင်းရှင်းလိုက်တော့ तू ကဟိုတန်လေးမျိုးကြားတဲ့ဖျားကန်ထဲမှာဝင်တာပေါ့ဝင်တဲ့ခါကျမောင်လေးတို့ဒီဖျားကန်ထဲဆိုအဲ့3ယောက်ဖျားကောင်လေးတယောက်က तू ကမြစ်တာတွေပုံတာပေါ့မြစ်တာပုံအေးမြစ်တာပုံတယ်ငါကဒီကောင်လေးကလို့ဖျားတရားလို့တဲ့အဲ့နဲ့မမတို့ဒီရှေ့မှာဘုံခနဲ့ဆင့်မှာတပုံရိုက်တယ်ရိုက်ပြီးတော့ဒီထဲဝင်မယ်လို့တော့မားတဲ့ဒီထဲကလည်းမောင်လေးချိန်များတော့ဘူးတဲ့ဒီရှေ့လေးပဲတဲ့လှတဲ့နေရာလေးပဲတပုံ2ပုံပဲရိုက်ပြီးဆိုရိုက်လိုက်ပြီးတော့မမတို့ဒီဘက်ကိုဆင်းလာတော့မမတို့မိုးပေးတာပေါ့ပြီးပြီးသူတို့နဲ့မမတို့နဲ့စူတောင်းပေးနေအောင်ရှိသေးဒီနားလေးရောက်တော့ငရင်လှုပ်လိုက်တာလေဟုတ်လိုက်တော့သူတို့ကလည်းမားတို့ဖရာတရားတွေကိုကြောက်တဲ့ထဲမှာမားတို့ကလေးနှစ်ယောက်ကဟိုနောက်မင်းလက်နဲ့ဝင်ကဘာဘက်ကိုပါသွားတာပါသွားတော့ဒိုးကိုယူတစ်ပိုင်းကိုဖြစ်တာဆိုင်ငယ်နဲ့လိုက်တော့တယ်ငရင်ကထက်လောက်တာဒီဟာကြီးကိုဟိုကလားကားတဲ့အတိုင်းပဲဟိုကလည်းကွန်ပျူတာနဲ့ဖြိုချလိုက်တဲ့အတိုင်းပဲဒီကတော့လူသေးပြောက်ကတော့တယောက်မှမရှိဘူးလူသေးပြောက်မရှိဘူးငါဒီဘက်ဆင်မယ်လေဟုတ်ကဲ့ဒီရောက်ကတော့တရားမှမရှိဘူးဒီဘက်တွေကိုအလူရှင်တော်တော်များများရောက်လာမှာလူရှင်တော့ရောက်တယ်မနေ့ကများသုံးပဲ12ပြည်နဲ့ရေတန်တပူးပဲရတယ်ဟိုလိုကတော့မတို့ဒီပတ်စံကတော့တအူးမှမရောက်ဘူးအိမ်တော်စုကဒီဘက်မှာဘယ်လောက်ရှိလဲအိမ်တော်စုကဟိုဟာအကုန်လုံးဆို200လောက်ရှိတယ်အိမ်တော်စု200လောက်ရှိအိမ်တော်စုကိုရောပါအောင်ပေါ့နော်ဟုတ်ဟိုဘက်တွေကြတော့အများသုံးကရတယ်ဆိုတာမနေ့ကမင်းသားနေမင်းတို့ဘာလို့လာတယ်သူကတော့ရတယ်ပေါ့ဒီဘက်ကကြမတို့ရှာကြဆွန်ဖျားကြတော့တချို့ဟိုဘက်ကပေးပြီးဟိုကမဖြစ်ဘူးလို့ပြောကြတယ်အိမ်ကျတော်တော်များများရောပျက်စီးသားသေးလားအိမ်ကျများများဒီမှာတော့တိုက်လေးလုံးပြိုတယ်လို့ပဲဗျတိုက်လေးနဲ့အိမ်မတို့အိမ်ကမတို့ကတော့ဒီဟိုဟာလားဗျာဟိုဘက်မှာပေါ့ဟုတ်ကဲ့မတို့အိမ်ကတော့နည်းနည်းလေးပဲဂျိုင်းမလားဒီဘက်မီးတွေပါတွေရောမီးရမလာဘူးမီးမလာဘူးရေကြတော့ရေကြတော့ခုမတို့ဆိုရေကတောက်ရေကိုမရှိလို့အဲ့တောက်ရေကရေတန်းလဲဝယ်လို့မရတော့အိမ်ကရေတိုင်းရပဲလှုပ်တော့ရတယ်ရေလာလူတဲ့သူတွေရောရှိရမလားရေကတော့ရတယ်မနေ့ကဆိုမမတို့ဆိုရတယ်ရတော့ကိုနားလေးပြန်မျှပေးလိုက်တယ်ဟုတ်ကဲ့ရေတဘူးတစ်ထောင်ကြားတယ်နေတိုင်းဝယ်မတောက်နိုင်ဘူးလေဒီလိုဘူးလေးတွေဟုတ်တယ်မလားဟုတ်တာပေါ့ဒါဆိုရင်ဒါရင်တော့ကျတော့နံပါတ်မယ်နုကောင်းစေးမင်္ဂလာပြုရင်ဒီပေါက်ကနေသူကဆင်းတာပေါ့ဒီအပေါ်နေအစတက်လို့ရနော်ရတယ်တက်မှာမုံညီမလေးဟိုပေါက်ကတက်မှာဟိုဘက်ကလားအဲ့ညီမလေးတို့ခုစဝင်ခဲ့တဲ့အောက်ကသူကမင်္ဂလာပေါက်လို့ခေါ်တာအောက်စနစ်တော့လည်းဒီဘက်မှာတဲ့တပိုင်းပြိုထားသေးတော့ဘယ်နုရဲ့သမီးစင်မြူမရှင်ပြန်ပြုတ်ပြီးထားဒီဘက်မှာငရင်ကြောတွေဖာထားတာများသောအားတော့ဒီဘက်ကပျက်စီးတာပဲဟုတ်ကဲ့လူကတော့ဒီကတယောက်မှမဆုံးချုံအဲ့ဟိုကတော့9ယောက်ဆိုလာပဲ9ယောက်ကို3ယောက်ကတော့တကြိုလို့ရ2ယောက်ကလုံးဝတကြိုလို့မရလက်တွေရောပေါ်နေတာပေါ်ထုတ်လို့ကိုမရမှာပြောမယ်ဒီလိုအောက်ကြီးမှာထုတ်နေတဲ့တော့လက်ကြီးကပေါ်နေတကယ်တော့ तू ကအောက်ကနေလုံးလို့ထုတ်လိုက်ရင်မျောတင်ကပုံပိုင်းကို2ပိုင်းလောက်ပြူကြအဲ့ဖော်လိုက်ရင်အဲ့လူတွေကလည်းအန်တရများလို့ဖော်လို့မရတော့အတိုင်ကြီးပဲဟာတော့ဒီတိုင်းပဲစွန်းကတ်လိုက်ရတာပုံနေမှရှိသေးတယ်ကလေးကတော်တော်များများဒီရောက်ထဲမှာဝင်အိတ်တယ်တူတူပုံတိုင်းစော့တယ်ဘာလို့ဆိုဟိုပေါက်ထဲမှာကလေးတွေသေသွားရင်မှန်နေတာအဲ့ဘာကြီးလာလိုက်လို့ကန်ကောင်းသွားတာဘာကြီးတောင်ကြောရမှာဟုတ်တယ်လေစိတ်တာတို့ကလက်တို့မြင်လိုက်ရတာလေအချိန်နဲ့တော့ဒီတရားတွေကိုပြိုကျတယ်ဆိုတာပြောကြတော့ဒီမှုံနေရောလေဘာမှမရှိခဏဖရားတဲ့မရှိခဏတခိုးငှက်တပြားတလားကိုစင်မြူမရှင်ပြန်ပြုပြင်တာသူမတောင်းပါဘူးတဲ့သူတောင်းရင်လောဘကြီးရရောက်တယ်ဥသုံးရင်နဲ့ချမရှိခဏဖရားကြားဘူးရမလားမကြားဘူးတဲ့သူမတောင်းပါဘူးဆူတောင်းရင်ဒီလောဘကြီးရရောက်တာရားကြတော့အောင်မြေစီးပွားရေးလူမျိုးကျမကြီးကိုလိုချင်တာဒိတ်ခံတယ်တောင်းပြီးဒုက္ခရောက်သွားတယ်ဖြစ်ပြတယ်ပါရှိတယ်ရှိဘူးအဲ့လိုအမျိုးဖြစ်တာဒီလိုအောင်မြေကခုညီမလေးကခုဒိတ်ခံသွားတယ်ပေါ့ကြီးညီကခုတိုက်ဝယ်ခြင်းနဲ့ကားဝယ်ခြင်းနဲ့ညီကအောင်ဝယ်သားနဲ့လာမထိုးရင်အပစ္စည်းကမတည်မြဲဘူးဒါလူဒီဖရားကသူကစုမတောင်းအောင်ပြေးသွားတယ်လို့တဲတာမဟုတ်လို့ဥသုံးနေဒီနားလေးပဲချောက်ပါဟိုကတော့ကျစစ်သားမင်းတဲတဲ့ထိလိုက်ရှင်သူကတော့နှစ်ပေါင်းခံတယ်ဒေဒီထဲမှာအင်းဟောမှာအဲ့ဖရားပဲဒါပြီးတော့အဲ့လိုဓာတ်ပုံရိုက်တာပေါ့ကွာအေးစစ်စစ်ပြတ်ပြီးတော့တကယ်ဖြစ်တော့ဆင်းလို့မှဒါမဲ့ तू ကလေကားတွေကပြင်လာလို့ငကိုကအဲ့ထက်ပဲနည်းနည်းလေးပဲတက်တာညှော်ပင်းကငကိုထဲမှာရိုင်းနေတာငါတို့ဆိုတော်တော်များများပြီးရဲ့အဲ့လိုညှော်တယ်ပါတက်ရတာမတက်နဲ့လို့ပြောတာဟုတ်တယ်မလားကိုကတော့ကိုတောင်းဝင်ရပြောတယ်လေအတိကတက်အေးတွေကလည်းရှိတယ်မမအဲ့တော့သူတို့900ဘုံတက်ပြီးတော့အဲ့လိုအောက်မှာအဲ့လိုအပေါ်မှာဖြစ်သွားတာပေါ့အေးအဲ့လိုဖော်ရတဲ့ဟာကိုဖော်လိုက်တာပေါ့အဲ့လုံးဝကြီးတွေအောက်ကတုံးကြီးတွေအောက်ကကြလူကြီးလားမိန်းမလားမသိဘူးလက်ကြီးလူခုရကြီးအားပဲမြင်လိုက်တာငါတို့လည်းသွားမကြည့်ရကြောက်ခေါ်ပြီးသွားတာနှစ်လောင်းခေါ်ပြီးသွားတာ2လောင်းလား3လောင်းလားငကောမျိုး2လောင်း4လောင်းပေါ့အကျန်းသားအေးအဲ့အိုးဝေးဟိုးရဲ့နွားရဲ့အဲ့ဟိုးနားမှာရက်တာပြန်ညာတို့အဲ့အိုးဝေးသမားမောင်းတာတဲ့ထောက်တာတဲ့အဲ့အိုးဝေးရှိုးကိုင်းရအဲ့တော့နော်မဝင်းကြီးဘလို့မလားရှိုးတာနော်အိုးသမားကြီးကိုရှိုးကိုင်းရတာတို့တချို့လိုက်တာဘယ်နှလောင်းလဲ
ကျူတာက 3လောင်း ပြန်ခေါ်သွားတာတစ်လား ဒီလိုက2လောင်း အသက်ရှင်ရဘယ်သူမှမရဘူးနော် ကြားတယ်လေ ရှာတယ် 9ယောက်ကို4ယောက်ရတယ် အင်း ဒီရွာကန်က1ယောက်